ကျေးဇူးပြုပြီးတဲ့ချိန်ကိုကျွန်တော်တို့ရဲ့ပြောသမားကိုရောရှိတာတရားတီးပေးတာပဲသူကစိတ်ရှည်ပါတယ်ကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့ရချင်တဲ့ပုံစံနဲ့အောင်တီးပေးပါတယ်ဒါပေမဲ့တခုပဲကျွန်တော်က note မပေးဘဲနဲ့သူ live တီးလိုက်တော့နည်းနည်းတော့ဒုက္ခရပါတယ်အဲ့ဒါကြိုးစားတာငါရဲ့မလိုပဲပြောမလားငါလည်းပြန်သွားကျေးဇူးပြုပြီးငါကိုမင်းရဲ့ရှင်ပြောင်းနဲ့ပြန်မတွေ့ပြပါနဲ့မကြံပြီးတော့မနေနဲ့ငါနဲ့တွေ့ရင်မုန်းတဲ့မျက်လုံးများကိုလွယ်မပြပါနဲ့မကြံပြီးတော့မနေငါမျက်လုံးတွေနဲ့မင်းဟာနေတော့ပြန်လိုရှုံးနေသွားမင်းပြန်ချစ်ဖို့ကြိုးစားငါရဲ့မလိုပဲပြောငါလည်းပြန်သွားကျေးဇူးပြုပြီးငါကိုမင်းရဲ့ချစ်ပြောင်းနဲ့ပြန်မတွေ့ပြပါနဲ့ကြိုးပြီးတော့မနေနဲ့ငါနဲ့တွေ့ရင်မုန်းတဲ့မျက်လုံးများကိုလင်းပြပါနဲ့ငါကြိုးပြီးတော့မနေI'm